水，那来讲也这个地真的。လင်္ကလေး 我讲咩？拉လိုက်တာဘာတွေရိုက်မှာတော့ဒီနေ့ပြော ကဲရွှေနဲ့လေဒီမှာ product အတစ်ကလေးရိုက်ချင်တာ ဟုတ်လားလာလိုက်တာကြည့်အောင် ဘာ product ကလေးလဲပြောပြ ပြော အောင် ပါအောင်မ မလေးဒါမြက်တစင်က ready to wear ဒီပေါ့နော် အဲဒီမှာ ကချင်း ကချင်လေးဒါရွှေအတွက် ရွှေတို့လာလိုက်တာ ထားလိုက်တော့ကြည့် ရွှေနဲ့ဆိုအရန်လှနေမှာနော် ကချင်းတယ်လေး ဟုတ်တယ်ကချင်နဲ့လေးတွေကိုကောင်းမြတ်ကထောကနေပြီးတော့ brand အတစ်နော်မြတ်တစင်ဆိုပြီးတော့ထုတ်ထားတာညီမလေးနဲ့အရင်အဖွင့် ကြည့်စတင်လိုက်တာ အဖွင့်မင်းသမီး ဟုတ်ကဲ့ပါကျမတို့ဖွင့်ခံအောင်အဖွင့်မင်းသမီးတွေဒါအဖွင့်မင်းသမီးရဲ့အဖွင့်မဲကက်ဆရာတွေလေပြီးတော့အဖွင့်ဒီဇိုင်နာချက်ပါတယ် အရင်ဝတ်ကြည့်ခြင်းနေ ဝစ်ကြည့်လိုက်ပဲနော် ဝတ်ကြည့်ခဲ့ပြီ ဟဲလှလိုက်တာညီမလေးရဲ့နော် ကတင်ပိုင်းဝတ်ရတဲ့အသားအိဆက်နေရပဲဆိုတော့နောက်ဒါဝဲခြင်းဘာမှဝဲလို့ရမလဲဘာမှ မြတ်တစင်ရဲ့ page link လေးကိုချထားပေးပါမယ်ဒါမြတ်တစင်ရဲ့ပဲ့ကန်ရှင် ဟုတ်ကဲ့ပါညီမလေး နောက်ဆိုရင်မအမြဲဆက်တော့ရတော့ အဲကြော်သွားပြီကြည်သူကြော်သွားပြီ မအမြဲဆက်တော့ရတော့ ကဲအားလုံးစားပါနော် တကားလုံးစာပေးပါတယ်မြတ်တစင်ကနော်အဲ့ဒီတော့မြတ်တစင်ကဘာလေးရွေးထားသေးတော့ ဟုတ်ညီမလေးတို့နောက်တစ်စုံလေးရတော့ဒီလိုမျိုးလေးပေါ့နော် ရုံနဲ့တော်လေး ချစ်စရာလေးနှစ်စုံလေးရတယ် ။အော်အိမ်နှစ်ထည်ရတာ ဟုတ် ။အိမ်နှစ်ထည်ရတာ။ तू ကခြိသားစစ်ကလေးကိုပဲမြတ်တစင်ကနေပြီးတော့နော်ချုပ်ထားတာညီမလေးဝေးရတဲ့ feeling လေးနည်းနည်းလေး အရန်တောက်တာဖြစ်တယ်ကတင်လည်းရန်ကောင်းတယ်အဓိကတော့ဒီသူ့ရဲ့ခြိသားပေါ့ခြိသားကတခြားခြိသားတွေနဲ့မတူတခြားခြိသားတွေပါပြီးတော့မှအီဆက်နေရလေဒါလေးဆိုရင်တောင်လေးတွေ အေးနော်အသားလေးကတစ်ကလေးနဲ့ ဟိုတကယ်ကိုဝတ်လို့ကောင်းတယ်အီဆက်တာပေါ့နော်လူအတွက်တောက်ဖြစ်တယ်ပြီးတော့လေဒါအပြင်သွားပြင်လာမဟုတ်ဘူးပွဲမှာတိုးရလို့ ညီမလေးဟုတ် ကန်စား တော်ရုံတန်ရုံဖုံးချောင်းလေးတွေသွားမလားနော်တငယ်ချင်းလေးတွေနဲ့သွားမလားနော်အရန်လှတယ်ကဲအဲ့ဆိုနောက်တစ်စုံလေး try ကြည့်အောင်နော်လင်းလင်းကလည်းစောင့်နေပြီဆိုတော့ โอเคသွားလိုက်ဆိုရင်ဘယ်ဝတ်စုံလေးနဲ့ဝတ်ကြည့်ကြမယ် ဒီအိမ်လေးပဲဝတ်လိုက်ပါနော် လိုစိမ်းအောင်လေးဟုတ် အဲ့လိုလေအသားကိုလေပို့ပြီးတော့လူဖတ်သွားသလို လင်းသွားရလို့ဒါတော့ ready to wear ပဲရှိသေးရနော်မြတ်တစင်ရဲ့ အမဒါတမီးကဘာဆိုင်လဲဒါ ဟုတ်ညီမလေးကတော့ small ပေါ့နော် ဆိုင်ပြီပါ ကဲညီမလေးအတွက် small set တယ်နော်ပေးလို့ရပြီ စမောဆဲတယ်စမောပေါ်လာရင်တင်ထားလိုက်တော့ နောက်ဆုံး ဟုတ်တော့ဘာဆိုင်လေးရှိသေး ဟုတ်ညီမလေး small ကနေ XXL ထိရှိရပေါ့နော်ဟုတ် ရှိရ ရှိပါတယ်ဟုတ်ကဲ့ ဆိုတော့ဒီလေးအကုန်ပို့ပေး အကုန် ပို့ ပို့ ပေး ပေး ပါ ပါ တ တယ် ယ် ကျွန်တော်မြတ်တစင်ရဲ့ link လေးကိုချထားပေးပါမယ်အဲ့ဒီကနေမှာယူလို့ရပါတယ်ဒီ traffic collection တွေကဒါပထမအဦးဆုံးရွှေနဲ့နော်ညီမလေးကိုကျေးဇူးတင်ပါတယ်မြတ်တစင်ကိုပါဝင်အားဖြည့်ကူညီပေးတဲ့အတွက် ရပါတယ်ရှင်ဆိုတော့မြတ်တစင်ရဲ့ page ကိုလည်းအမြဲတမ်းစောင့်ကြည့်ပါမယ်တစ်လတစ်ခါ collection လေးပြောင်းမယ် design လေးပြောင်းမယ် ဟုတ်တယ် ဟုတ်ညီမလေး လည်းအမြဲတမ်းစောင့်ကြည့်နေပါမယ် ဟုတ် အ ကျေး များ ဇူး ကြီး တင် ပါ 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 တယ် ရှင် ဟုတ်ကဲ့ကျေးဇူးပါလို့ ဒါလေးဆိုလည်းချစ်စရာလေးနော် ဒါဘာရောင်လေးလို့ပြောကြတယ် ဒါ ပိုင်း ဆို ငပီလေးပေါ့ ပန်းငပိအောင်လေးနော်ဒါဆိုရင်ခုနညီမလေးဝတ်တဲ့အိမ်နဲ့တူလားနည်းနည်းစင်နေ စင်နေပါ နော် နော် ဒီမှာမြတ်တစင် logo လေးနဲ့ပါနော် ဟုတ် ဖိုးနေရပဲအရာ ။အော်လှတဲ့လူဝတ်တော့လှတာဗော မဟုတ်ပါဘူးမြတ်တစင်ဝတ်လို့ကိုလူတိုင်းရလှကြမှာဟုတ်တယ်မလားမ ဟုတ်ကွာဟုတ်တော့ ။အရန်ပြောတတ်တဲ့ညီမလေးနော် ဒါလေးလေးကြတော့ တောင်လေးအရင်ကြိုက်တာ ဟုတ်တယ်ညီမလေးဒါလေးကြတော့အလို့မှာအခုတော့မချုပ်ရသေးဘူးပေါ့နော် customize လည်းလုပ်ပေးပါတယ် ။အော်မြတ်တစင်ကနေပြီးတော့ customize လုပ်ပေးပါတယ်နော်။ customize ဆိုလို့ရှိရင်နှစ်ပတ်ပါနှစ်ပတ်နော် အဲ့ဆိုအခုတွေကပဲကြုံမှထားလိုက်တော့ မာလိုက်တော့လောက်လိုက်တော့ ။ကဲမြတ်တစင်ကိုဝင်းရံပေးတဲ့ညီမလေးကိုလည်းကျေးဇူးတင်ပါတယ်။လင်းလင်းကိုလည်း make up အလှဆုံးလိမ့်ချယ်ပေးလို့ကျေးဇူးတင်ပါတယ်နော်မြတ်တစင် link လေးကိုချထားပေးပါမယ်။အဲ့ဒီမှာရွေးချယ်ဝယ်ယူလို့ရပါတယ်နော်။